လောင်လူမျိုးတွေဟာတကယ်ပဲအဲဝတ်ကြေပြုံခဲ့ပါတယ်။မိုးဆက်လက်ဖက်ခင်းတွေကိုလှည့်လည်ကြည့်ရှုပြီးတဲ့အခါမှာတော့ပလောင်ဒေသခံကြီးတို့ကခြံထဲကထွက်တဲ့လက်ဖက်တွေကိုတုပ်ကျွေးပြီးအိတ်ခံခဲ့ပါတယ်။ဒါခုနကစိုက်ခင်းရမယ်လား ဟုတ်ကဲ့ခင်ဗျာခဏစိုက်ခင်းခဏထားခွန်ပေးရ။အော်ဒါဒီမှာပဲနေတာပေါ့ ဟုတ်ကဲ့ခင်ဗျာ။အော်ဟုတ်လား ဒီပြောပါမယ်ခင်ဗျာဟုတ်ပါရဲ့မိုးဆက်ကလေပြီးခဲ့တဲ့မနေ့ကပေါ့နော်။ဘုန်းကြီးကျောင်းတစ်ခုရောက်တယ်။အဲ့မှာရင်နွေးချမ်းတောက်ရင်းနဲ့ဒီလက်ဖက်ခင်းတွေကိုအရန်စိတ်ဝင်စားပြီးတော့လာကြည့်လိုက်တာခုနကတောင်မှတက်ခုလိုက်တည်ရဲ့အခုဦးတို့စိုက်ခင်းမှာပဲဟုတ်ကဲ့ခင်ဗျာဟုတ်နာပေါင်းတဲ့ရောက်စားပဲလေဒါဟုတ်ပေါင်းပြီးတော့ပြန်လိမ့်ပြီးတော့တိတ်ထားပေါ့အဆိုကဟုတ်အချောက်ကျတော့ခုနလှမ်းတယ်လို့မျိုးအချောက်လှမ်းပြီးရှင်ပြန်တစ်ခါပြန်ရုပ်ပြီးစကားချရတယ်ချိန်ကြောင်းလို့ရတယ်အဆိုးစေခုတဲ့အချိန်မှာခုပြီးတော့ခုနပလိုက်တော့ပြန်လာတယ်ပြန်လာပြီးတော့ပြန်လာတွန်းနဲ့ဆွတယ်ပြီးရင်ခုနလိုမျိုးပြန်ပေါင်းတယ်ဟုတ်မိပေါင်းအုံးနဲ့ပေါင်းပြီးတော့လှိမ့်ပြီးတော့ပလိုက်အကြီးနဲ့ပြန်တိတ်ထားရတယ်တိတ်ရင်စားဒီလိုမျိုးတုပ်စားလို့ရတယ်အဲ့ရတာဒါ origin ဗျာဒါတဘောက origin ထွက်လာဆေးလည်းမဖြန့်ဘူးဟုတ်ကဲ့ဟုတ်ဘာမှမထည့်ဘူးဟုတ်အရသာကြီးပါရတော့ကွက်လောင်ဆက်မှာပေါ့နော်ရတာသူက origin ဒီလိုပါလာကြဗျာဟုတ်လားသူကတဘောကထွက်နည်းနည်းလေးရယ်နော်အရသာနည်းနည်းလက်ဖက်ရတာပြင်းနေပေါ့နော်အချောက်လည်းအရသာပြင်းနေဟုတ်ကဲ့ခုနလှမ်းတော့စားဟုတ်ဟုတ်ဆေးလေးဖြစ်တယ်လေဟုတ်ဟုတ်ကင်းစားလိုက်နိုင်တယ်တဲ့ဆေးမဖြောင်းလေသူ origin နဲ့ပေါ့နော်ဒီတောင်ပေါ်ထွက်တော့စားသူဆေးလည်းမပါဘူးရိုးစားလည်းမထည့်ရအောင်ခုနလက်ဖက်ဆိုင်ခင်းသွားပြီးတဲ့အခါမှာလေလက်ဖက်ရဲ့တမိုးပိုတိလာတယ်ဘာဖြစ်လို့ဆိုတော့တော်တော်လေးကိုကြိုးကြိုးစားစားခုရတယ်ဟုတ်လုပ်ရတယ်ခင်ဗျတစ်နေ့ဆိုရင်နှစ်ခါလောက်ရမ်းရတယ်ရှင်းရတယ်ပေါ့ပုတ်ပြီးတော့တောင်တက်တောင်ဆင်းဂုံးဆောင်ပေါ်မှာပေါ့နော်ဟုတ်ဒီမိုးဆက်တို့နဲ့အတူတူသွားညီမလေးတွေကတော့အေးဆေးပဲဒါပေမဲ့ဒီအပြင်းလူတယောက်အနေနဲ့ဒီတောင်ဆောင်ပေါ်တက်ရဆင်းရတော်တော်လေးကိုခက်ခဲတယ်ခင်ဗျာadventure လို့ပဲဟုတ်တယ်ဦးရေသမီးဟိုစောင်းတွေထဲမှာဖတ်ဘူးပါပေါ့နော်သူကရွှေဖီမိုးလို့ဆိုတာနန်းတွင်းသုံးလက်ဖက်လို့ကြားဘူးရဲ့ဟုတ်အဲ့ရွှေဖီမိုးလို့လက်ဖက်ဆိုတာဘာအဓိပ္ပာယ်လဲမသိဘူးကျွန်တော်တောင်ပေါ်ခေါ်တာဒီတကြမတိုင်ခင်ပါလေမိုးမကြခင်တကြမတိုင်ခင်မှာသူကဆွေပြီးမိုးလို့ခေါ်တယ်သူအရေးလဲခိုင်လေသူအရေးကတခါခတ်ပြီးရင်တုံးလေးခါတောက်လို့ရလေဆွေပြီးပို့ပြီးတော့အရေးဟိုရတာပြင်းထန်တာပေါ့နော်ဟုတ်အဲ့ရွှေဖီမိုးလို့လက်ဖက်လေးဒီမှာရှိလားရှိတယ်ခင်ဗျဟုတ်ခဏပြကြည့်ပါလားဟုတ်ပြန်အေးပြန်နေလေအဲ့ဒီပြန်ဟောဒါရွှေဖီမိုးလို့လက်ဖက်ချောက်ဒီမိုးလို့လက်ဖက်ချောက်အနံ့ပြင်းထန်တယ်နော်ဟုတ်ကဲ့ခုတောက်တဲ့ဥစ္စာလဲဒီရွှေဖီမိုးလို့ပဲခင်ဗျအော်အဲ့ကြောင့်မို့ဒါလေးရတာပြင်းတယ်လို့ဟုတ်ခိုင်းတောက်နေတဲ့ဟာထက်တော်တော်လေးကိုဟုတ်ကဲ့ကြတယ်ရွှေဖီမိုးလို့ဆိုတာ तू ခူးတဲ့အချိန်မှပဲမူတည်သွားတာပေါ့ပြောင်းသွားတာအေးကျွန်တော်ပြောတော့လေကြာမတိုင်ခင်မှာတောင်ပေါ်ဒေတာခေါ်ရတော့ရွှေဖီမိုးလို့ပဲခေါ်ဟုတ်ကြာပြီးတဲ့နောက်ပိုင်းမှာ तू အရေးအရက်တာလဲပေါ်တော့လေဟုတ်ရွှေဖီလည်းမခေါ် तू ဒုတိယပေါ့ဒုတိယရွက်ပေါ့ဒါပထမရွက်ကြာမတိုင်ခင်မှာပထမရွက်ပဲသူကပို့ပြီးတော့ဒီရက်တာပြင်းတယ်ကောင်းတဲ့လက်ဖက်လို့သတ်မှတ်တာဟုတ်ကဲ့ကောင်းတယ်လက်ဖက်ထိတ်ဆပေါ့ထိတ်ဆကြာမတိုင်ခင်ဟုတ်ကဲ့ဒီတီဘောမြို့မှာလေမိုးဆက်သဘောကျဆုံးကဒုက္ခဝတီမြစ်ပဲဒုက္ခဝတီမြစ်ကရေရမ်းလဲကြည်ရဲလို့ကြားဘူးလေဟုတ်ကြည်တယ်အေးတယ်ဟုတ်အေးလဲအေးရခုနကလည်းဒီလက်ဖက်ခင်းသွားတော့ဗောနော်မိုးဆက်တောင်ကြရေလားမသိဘူးနည်းနည်းလက်ဆေးခဲ့တည်တော်တော်လေးအေးပြီးတော့လေဟိုဘယ်လိုပြောမလဲလူလန်းဆန်းသွားစီရပေါ့နော်ဟုတ်အဲ့ဒီဒုက္ခဝတီမြစ်ဘေးနားမှာလည်းဒီစိတ်ဝင်စားဖွယ်ရာတွေအများကြီးရှိရလို့ကြားဘူးဟုတ်ရှမ်းရွာဆိုတာအဲ့နားမှာလားဟုတ်ကဲ့ရှမ်းရွာပေါ်ကျူတပေါင်းပွဲဆိုတာအဲ့ရွာမှာပဲတွေ့ဟုတ်ကဲ့ဟုတ်အဲ့ဆိုလို့ရှိရင်နေမွေရေမိုးဆက်အဲ့ရှမ်းရွာဘက်တော့ကြည့်လေ့လာလိုက်အောင်မဟုတ်ခါဒါလေးစားလိုက်အောင်ရောက်ကိုကင်းဒီဝေလာကင်းငါထုတ်ရှောင်းများရောက်အဲ့ဆိုရင်သမီးကိုပြန်ခွင့်ပြုပါအောင်ပါဟုတ်ဒါဘေးကလာလာတကယ်ဖေဖေဟုတ်ဖေဖေ
ကျေးဇူးပါ ဆက်လည်းပြန် ဒါပဲနဲ့နော်လာကျေးဇူးတင်ပါတယ်ဆွန်းခဆွန်းခน้อยเนาะဟုတ်ကဲ့ဆွန်းခဆွန်းခအဲ့ဒါได้နေကြကျေးဇူးများတင်ပါတယ်3P Mall လို့ကျေးဇူးတင်ပါတယ်ဟုတ်လက်ဖက်ဆိုင်ခင်းတွေကိုမိုးဆက်လေးလာပြီးရဲ့ချိန်မှာတော့ဒုဋ္ဌဝရီမြစ်ကြီးရဲ့အလှတွေကိုလှည့်စီးပြီးကြည့်ရှုခန်းစားဖြစ်ခဲ့ပါတယ်အရန်တာယာလှပတဲ့နေရာဒေသတစ်ခုပါပဲအဲ့ဒီလိုနဲ့မြေကမ်းနဘေးမှာရှိရဲ့ရှမ်းရိုးရာအိမ်တွေဆောက်လုပ်ထားတဲ့ရွာလေးတွေကိုဖျောက်ဖျက်ခဲ့ပါတယ်ရှမ်းလူမျိုးတွေက BC 400ကျော်လောက်ကလေးကအိမ်ဆောက်တဲ့နေရာမှာခြေတန်းရှိအိမ်တွေကိုပဲဆောက်လုပ်လို့ရှိပါတယ်အဲ့ဒါဟာကျွဲနွားတတဝါတွေရဲ့အနေရကနေကာကွယ်နိုင်အောင်လို့ရည်ရွယ်ပြီးဆောက်လုပ်ခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။မိဖို့ကြောင့်နဲ့ဖျားခန်းကိုတော့အဆောင်သီးတဲ့အဖြစ်အပြင်မှာထုတ်ပြီးတော့ဆောက်လုပ်လို့ရှိပါတယ်။ဒီဒေသရဲ့အဓိကစိုက်ပျိုးသီးနှံကတော့လိမ္မော်သီးဖြစ်ပြီးတော့ပြောင်းမှုနဲ့အခြားသီးနှံတွေကိုလည်းစိုက်ပျိုးလို့ရှိပါတယ်။မိုးဆက်လေးလာကြည့်ရှုနေရေးစားလာတာနဲ့အနီးနားကရွရအိမ်လေးတိမ်ကနေအမောပြေရေတောက်ဖို့အတွက်ခွင့်တောင်းဖြစ်ခဲ့ပါတယ်။အိမ်ရှင်တို့ရေလေးတစ်ခွက်လောက်တောင်းချင်လို့ရှင်ရတယ်ဟုတ်မိုးစောက်ကလေစောင်းတုတ်ထင်ပါလေဇီဒီဟောင်းတစ်ခုမြင်အောင်လက်ပုံတော့ပါဇီဒီဟောင်းဒီမှာဇီဒီဟောင်းလေးတစ်ခုတွေ့ရပါတော့အဲ့ဒီနေရာလေးကိုသွားလည်နေဆိုပြီးတော့လိုက်ရှာနေတာနေလုံးကကျူးရင်နေစီးစာအချိန်မှုပါသူကွယ်ပြောက်ခဲ့ရင်အလှတရားဆိုတာမရှိဘူးမြို့တဲစော်ပါကြီးရဲ့သားတော့စာဆောက်ချေရဲ့အုတ်ကူပင်ဖြစ်ပါတယ်